ညဘယ်နေရလဲโอเคโอเคပါโอเคဆိုတော့โอเคပါဒီနေ့ကြောင်မြောင်ကတိုက်ခန်းလေးကိုပြမှာဖြစ်ပါတယ်ဒီခန်းလေးကကြတော့15ပေတိုက်ခန်းဟိုမှာ तू ကနှစ်ခန်းလုံးဝယ်ထားဆိုတော့ तू ကဘယ်ညာနှစ်ခန်းလုံးအင်ရှန်ပိုင်ဆိုင်ထားတာဖြစ်ပါတယ်ဆိုတော့ဒီဘက်မှာနှစ်ခန်းအခန်းဖွဲဆိုရင်ဟိုဘက်မှာတစ်ခန်းဖွဲပြန်ဖွဲလိုက်တယ်ပြီးတော့ CNC နဲ့အပေါ်မှာအလှဆင်တာလေးတွေရယ်နောက်ပြီးတော့19ပေလုံးဒီဗီဒီယိုလုပ်လိုက်တယ်ပြီးတော့လို့ရှိရင်ဒီမှာပါကေးလေးတွေခင်းထားတာလေးတွေနောက် shining coin လေးတွေကျွန်တော်ပြပေးမှာဖြစ်ပါတယ်ဒီနားရောက်ဝိုင်းတော့သူကအကျယ်ကြီးလိုပဲခံစားရမယ်အလူမီနီယမ်ဆလိုက်ဒိုလေးတွေရှိမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာဒီမှာဖျားကန်းဒီဒီဗိုက်တာလေးတွေเนาะဒီမှာကြွေပြားခင်းထားတာလေးတွေအားလုံးပြပေးမှာဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ site တန့်ရှင်း final လေးလုပ်နေပါပြီပြီးတာနဲ့ကျွန်တော် ancient လက်ထက်ကျွန်တော်တို့အပ်လိုက်တော့မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီကျွန်တော်ဒီပေ30မှာသူက15ပေပေါ့เนาะ15ပေတိုက်ခန်းပေါ့15ပေတိုက်ခန်း15ပေပေ60ပေါ့နှစ်ခန်းမှာကျွန်တော်တို့ကဒီသူကကျတော့နှစ်ခန်းလုံးဆိုတော့ကျပေ30ဖြစ်နေတာအဲ့တော့အကျယ်ကြီးပဲကျွန်တော်လိုက်ပြရမယ်ဒီကြွေပြားတွေကတော့သူကအဟောင်းတွေပဲအစတွေကဆိုရှိပြီးသားအဲ့ဟာလေးတွေကိုကျွန်တော်တို့ဒီမှာတန့်ရှင်းလေးလုပ်ပေးထားလေးတွေပဲရှိမယ်เนาะဆိုတော့သူကဒီမှာဆိုလို့ရှိရင်ဒီဘက်ပထမတစ်ခန်းနေဒီကနေ randa လေးဒါသားကျတော့သူကဒီမှာတန်ပန်းဆန်းရှိတ်လေးတွေဒီမှာတန်ပန်းဆန်းရှိတ်လေးတက်ထားဖြစ်တယ်เนาะဒီမှာဒါလေးဒီမှာဆေးရွှိုင်းတာเนาะဒါလေးဆေးအကုန်ပြန်ရွှိုင်းပေးလိုက်တယ်ဒီပထမတော့ဒီကြွေပြားကကြတော့သူကကျန်းငင်းရေမစင်းလို့ဒီအောင်ခွာပြီးတော့မှဒီကြွေပြားလေးအသက်ပြန်လဲပေးလိုက်တယ်ပုံမှန်တိုင်းပဲသူကရှေ့မှာတက်သားတကားရှိမယ်ဒါကတော့လက်ကော်ဘလိုက်ကလေးတင်ပေးရတယ်ပြီးတော့ဒီမှာဘာဂျာတကားရှိမယ်ဘာဂျာတကားလေးတွေကကြတော့ကျွန်တော်တို့ဆေးအသက်ပြန်ရွှိုင်းပေးလိုက်တယ်เนาะအဲဒီမှာဒါဒီရောက်ဗရန်ဒါဆိုတော့ဒီမှာဒီနေရာကကြတော့သူတို့တိုက်ခန်းလေးတွေကမိုက်တယ်ဒီမှာကျတော့ဟိုကအုတ်နေရမရှိဘူးလို့ပဲလူမီနီယမ်ဆလိုက်တော့လေးဆိုတော့အရာမိုက်ပါတယ်ဆိုတော့ဒီမှာဝင်လာရင်ဒီမှာအဲကန်ကိုသူကဒီမှာဒီဘက်တစ်ခန်းမှာကျဖျားချောင်းဆောင်ထားရတယ်ပြီးတော့ဒီမှာကျတော့ဒီဗိုက်တာလေး CNC နဲ့ပဲအလှဆင်တာသူကဒီပါကေးကိုကြောက်လေကျွန်းပါကေးခွဲယူထားတာပေါ့နော်ပါကေးကဒါ SPC မဟုတ်ပါဘူးလုံးဝပါကေးပါကေးကိုမှဒါကျွန်းပါကေးပုံစံဒီဇိုင်းလေးပေါ့ဒါပါကေးပါကျွန်းပါကေးမဟုတ်ပါဘူး SPC မဟုတ်ပါဘူးလုံးဝပါကေးစစ်ပါခင်ဗျာပြီးသွားရင်ဒီမှာကျတော့အခန်းကနှစ်ခန်းအပေါ်ကကျတော့ကျွန်တော်တို့ကအလုံးဝအပိတ်မလုပ်ပဲနဲ့သူကဒီမှာCNC နဲ့ပဲအလှဆင်တာအပေါ်ဘာကိုသူကအိတ်ခန်းနှစ်ခန်းအိမ်ကကျတော့ဒီအိမ်ပြင်ဆင်ရတာကျတော့သူကနှစ်ခန်းလုံးကိုအိမ်ရှာလည်းလက်ရှိနေဆိုတော့တစ်ခန်းကိုပြင်တစ်ခန်းကိုပြောင်းတစ်ခန်းပြင်တစ်ခန်းပြောင်းဆိုတော့ဟိုလူလက်ရှိလည်းနေပြီးသားဖြစ်တယ်ဆိုတော့အိတ်ခန်းနေဗီဒီယိုတွေတော့ကျွန်တော်နည်းနည်းလောက်ပဲဖွင့်ပြလို့ရတော့မယ်ခင်ဗျအိမ်ရှင်ပစ္စည်းတွေရှိနေလို့ပါဆိုတော့ဒီမှာကျတော့အိတ်ခန်းနှစ်ခန်းရှိမယ်ဒီမှာအလူမီနီယမ်ဆလိုက်တော်လေးရှိမယ်အောက်ကအလူမီနီယမ်ဒီမှာအပေါ်ကကျမှန်နဲ့เนาะဒီမှန်ကွက်လေးနဲ့လာမလားဒါကတော့ဒါ19ပေဗီဒီယိုဖြစ်ပါတယ်ခင်ဗျဒါကဒီမှာဆလိုက်ဗီဒီယိုဆလိုက်လေးပါဒီပုံမှာအများကြီးပဲဒီမှာလည်းဒီမှာမှန်မှာထည့်ပေးရတယ်မှန်ကြည့်လို့ရပါเนาะလိုလေးအလားလေးပြင်လို့ရပါအဲဒီမှာဒါဗီဒီယိုလေးဖြစ်ပါတယ်ခင်ဗျဒီမှာသူဟိုဘက်နဲ့ဒီဘက်နဲ့ဟိုဖြိုထားတာဖြစ်တော့သူကနှခမ်းတွဲပေါ့နော်နှခမ်းတွဲဟိုမှာကျွန်တော်ကတခြားအရင်ကတော့ဒီမှာကာရတာရှိတယ်အဲ့ဟာကိုကျွန်တော်ကအဲ့ဟာအကုန်လုံးဗီဒီယိုဖြစ်ပြောင်းလိုက်တာเนาะဒါဗီဒီယိုဖြစ်အကုန်ပြောင်းလိုက်တာเนาะဒီမှာဒီကဒီအစအဆုံးဗီဒီယိုလုပ်ပလိုက်တာဆိုတော့ဒီမှာအိတ်ခမ်းနှခမ်းเนาะkitchen တွေကတော့ဒါပစ္စည်းတွေရှိတော့ကျွန်တော်တို့မပြရတော့ပါဘူးခင်ဗျာဒါအဓိကကတော့ဒီမှာဗီဒီယိုပြီးတော့ဒီပေါ်ကစီလင်တွေကလည်းအကုန်လုံးဒီမှာပြန်ရွှိုင်းပေးတာဆေးတွေနေရန်တွေကတော့သူကကြွေပြားတွေကပ်ပြီးသားဖြစ်တဲ့အတွက်အဲ့ဟာတွေတော့ကျွန်တော်တို့ဘာမှပြန်မလုပ်ရပါဘူးတန့်ရှင်းတော့ပဲလုပ်ရတယ်ဒီမှာတော့ဒါဆေးတွေပဲအကုန်ပြန်ရွှိုင်းပေးလိုက်တာတော့ဝင်ပေါက်ကိုတော့ဒီမှာအလူမီနီယမ်တော်နဲ့ပဲပြန်လုပ်ပေးတာဒီမှာဒီလိုပါခင်ဗျာโอเคเนาะဒီမှာဒါဒီဘက်တစ်ခန်းဒီဘက်တစ်ခန်းမှာလည်းဒီပုံစံတိုင်းပဲဒါဒီမှာအိတ်ခန်းတစ်ခန်းဖွဲ့ပေးလိုက်တယ်အပေါ်က CNC လေးနဲ့ထည့်ပေးလိုက်တယ်ပြီးရင်ဒီမှာကျွန်းပါကေးလေးနဲ့ပြောင်ဝင်းအယောင်တင်းပြောင်အယောင်ထွက်နေပါတယ်ခင်ဗျာအယောင်ကိုလှနေပါတယ်ဒါတော့သူကတခန်းဝင်တခန်းဝင်တခန်းကိုပြင်ပြီးတော့သူလည်းတော်တော်အုံနောက်6ခန္ဓာပါဒါကတော့အရန်တော်တယ်ဒါကျွန်တော်စိုင်းချင်နေညီမလေးပါခေါင်းစားရတာပါသူကတော့ဘာလို့ဒီတခန်းကိုပြင်နေဆိုရင်ဒီဘက်ကိုပစ္စည်းရွှေ့ဒီဘက်တခန်းပြီးတယ်ဆိုဒီဘက်ကပစ္စည်းဒီဘက်ပြန်ရွှေ့အဲ့လိုမျိုးတော်တော်ခေါင်းစားရပါတယ်အရန်အကူရတဲ့ညီမလေးပါခင်ဗျာဆိုတော့ဒီမှာကျွန်တော်တို့ကဒါရှောက်လန်းရှိမယ်ဒီမှာ
ပြီးသွားရင်နောက်ပေးရတော့ Asian ပစ္စည်းရရှိနေလို့ကျွန်တော်တို့နောက်မှာတော့ဒီ kitchen မှာတော့ဒီaluminum cabinet ပဲတက်ပေးလိုက်တယ်ဟိုးမှာဟိုးဝေးဝေးယူကြည့်လိုက်ပါကျွန်တော်ဒီတိုင်းပဲပြလိုက်တော့ဟိုမှာ grey နဲ့အစအဆုံးနေနော်အဲ့ဟာလေးလုပ်ပေးတာရကိုလုပ်ပါအဲကုန်းဆရာတွေဝင်နေဆိုတော့ဒီမှာကျွန်တော်တို့ကဒီအခန်းလေးကတော့ပေ30 60ဖြစ်ပါတယ်ဒီမှာတော့အကြိုက်ဆုံးကိုပြောပါအကြိုက်ဆုံးကတော့ကျွန်တော်ဒီဗီဒီယိုကြီးလုပ်ထားတာအကြိုက်ဆုံးပါခင်ဗျာဒီမှာဒီဗီဒီယိုကတော့တကယ်အရောက်နန်းဆန်ပါတယ်ဒီဇိုင်နာရဲ့ဒီဇိုင်းနဲ့အင်ရှင်ကလည်းလုံးဝစိတ်တိုင်းကြဒီဇိုင်းဆွဲပြီးတော့မှတေချာလေးလုပ်ထားတာဖြစ်ပါတယ်ဒီမှာပြစရာထွေထူးတော့မရှိပါဘူးခင်ဗျာဒီမှာဗီဒီယိုရဲ့ကျွန်တော်တို့ဒီအခန်းဖွဲ့တာရဲ့ဒီပါကေးခင်းတာရဲ့စီလင်ဆေးလေးတွေရှိမယ်လိုအပ်တဲ့မီးလိုင်းလေးတွေလုပ်ပေးထားလေးရှိမယ်ဆိုတော့ဒီအခန်းလေးကိုကျွန်တော်ဒီနေ့ပြီးတဲ့အချိန်မှာဒါကျွန်တော်အင်ရှင်လက်ထဲကိုအနံမှာဖြစ်ပါတယ်ခင်ဗျာဒီခန်းလေးနဲ့ပတ်သက်လို့သိချင်တာပဲဖြစ်ဖြစ်တခြားသိချင်တဲ့ဘယ်အကြောင်းအရာကိုမဆိုအချိန်မင်းမေးပါခင်ဗျာကျွန်တော်တို့ drain light ကိုအချိန်တိုင်းစောင့်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပြန်တွေ့ပါမယ်ခင်ဗျာ